ကျင်းနေတော့ရောက်2028ဆိုတော့2020ကဆိုရင်ဆိုတော့တနက်ပြေအောင်ဆိုပြီးတော့2028နဲ့တော့မပြောဘူး2025လည်းပြီးတော့ဆိုတော့ဆရာဒီနေ့တော့လေးတော့အေးလေးနဲ့လေးဒီလိုဒီလေးတွေဟာဒါလေးတွေတော့တက်နေပြီးတော့ဆရာလေးထောင်းချာ2000ကျော်ချပြီ2000တင်ပါထောင်းချလိုက်တယ်တင်ပါဗျာ3ချိန်ဟမ်ဆရာတူ3ချိန်ဟုတ်တယ်ထောင်းချပုံပိုင်းတော့ဆက်ရှင်မြောက်တယ်3ချိန်ဆိုတော့ဆက်တယ်ဘေးမှာအဲ့ဒီပေါင်းပြီးတော့ရရ